ချစ်တို့ရေစားကြအောင်လုပ်ပါချက်လဲဆိုတော့ဝတ်သားကိုတရသီးနဲ့ခရမ်းကျင်သီးနဲ့ငပိစိမ့်သားလေးနဲ့ရုပ်သီးစိမ့်ပင်နံသီးလေးတွေနဲ့ချက်တယ်ပြီးတော့ကစွန်းရွက်ကိုငါးကောင်းနဲ့အချင်းကောင်းနဲ့ချက်တယ်ငပိတစ်ခွက်ပြောတယ်တိုးစရာနဲ့သမင်းဘူးဟင်းဘူးစားကြအောင်ချစ်တို့ရေအသေးနှလုံးတို့ရေစားကြအောင်တော့ကတော့ထုံးပေါက်ပြီလားမသိဘူးထုံးကဆက်နေရပြီပေါ့ခကြီးကန်ခကြီးအကောင်လေးတူရပြောက်သွားနောက်ဘူးလိုက်တာဟိုမှာရက်တောင်တော်ယူဟာပြီးပြက်နေနောက်ဘူးကနောက်ဘူးရလေပြီးမှတင်မှာဟိုနောက်ဘူးဘောင်းတကင်းဒီကိုက်လာအဲ့နာမကြီးရခတ်ဒီကောင်းမတဲတယ်ဒီပေါက်ပေးရတယ်ထုံးပေါက်လို့မခက်နဲ့တော့ဘင်းရင်းလေးတွေဒီနေ့ဆက်တော့ပြတော့ကွာတော့အဲ့တော့ခေါ်လိုက်မြက်ကလေးနေရာဆုံးထုတ်ပြီးဟာညစကားပြောတာတော့ခက်တယ်နားလေမိဘပြောဒီလိုလူဆောင်နာမမကြောက်သေးတာဆိုတော့တက်မဟောတော့အဲ့ကလည်းမတော်ကြီးတာကြောင့်လည်းကလည်းမဟုတ်ဟိုမှာသူ့ဆောင်လို့လုံတာတော့အတုတ်ခံလေဒီလိုအထူပါနားလေတယ်တုတ်ရုံနဲ့မဟုတ်ထားထုတ်မှာနင်တော့တကယ်အထူပါဓမ္မနော်ကမှုဒီနားမှာဒီမှာလုံနေတာငါတော့လူရမခံဘူးခတ်ပါထုံးပေါက်ညင်းလေးတော့ဒီမှာအညာလေးအဲ့အညာလေးကိုဖယ်တော့ဒီပြင်းတော့ပစံရဲ့အချင်းကြီးလေးစားပြီးရင်အေးတယ်ကောင်းငချင်းကောင်း
သမင်းကပူနေရပူနဲ့ 没有说特别，不的，我大那边了，这也得来太些，没有。ဒါပဲနော်ချစ်တို့ရေ